အားလုံးမင်္ဂလာပါဆရာဒီနေ့ရော grade 11က trigonometry ခန်းက exercise 10.3 ရဲ့ number 5ပို့စာလေးတစ်ပုဒ်တွက်ပြပါမယ်အဲ့ဒီပို့စာဘာပေးထားလဲဆိုတော့ဆိုတော့ alpha plus beta plus gamma equal to ဒီ180 degree ဖြစ်တယ်ဆိုရင် proof တက်သက်သေပြပေးပါ sin 2 alpha plus sin 2 beta plus sin 2 gamma ဒီ cos sin alpha sin beta sin gamma နဲ့ညီချောင်းကိုဆရာတို့ကသူသက်သေပြခင်းထားတာပေါ့နော်အဲ့တော့ဆရာတို့စပြီးတော့ပြကြည့်အောင်အဲ့ဒီမှာဆရာတို့ဘယ်ဘက်မှာဘာရှိလဲဆိုတော့စတွက်မယ်ပေါ့နော်တင်ချာမှာပို့ဆက်တဲ့ပို့စတွက်ရင် solution လေးအရင်ထည့်ပေးပါပေါ့နော်အဲ့ဒါဆိုရင်ဆရာတို့စတွက်ပြီဆိုရင်ဆရာတို့ဘယ်ဘက်ကဟာကိုစတွက်မယ် left hand side ပေါ့နော် left hand side မှာဘာတွေရှိလဲဆိုတော့ sin 2 alpha plus sin 2 beta plus sin 2 gamma လို့ပေးထားတယ်အဲ့ဒါလေးကိုဆရာတို့အရင်ရေးချလိုက်မယ်ပြီးရင် trigonometry အရေးကြီးဆုံးကဘာလဲဆိုတော့ formula ပုံသဏ္ဍာန်ပဲအဲ့ဒီပုံသဏ္ဍာန်လေးကိုဆရာတို့ကကျွမ်းကျင်နေဖို့လိုတယ်အဲ့ဒီပုံသဏ္ဍာန်လေးရနိုင်မယ်ဆိုရင်တော့ပုံစံတော်တော်များများကိုပြောလို့ရမှာဖြစ်တာပေါ့နော်အဲ့ပုံသဏ္ဍာန်လေးကိုကျောင်းသားကျောင်းသူတွေအကုန်လုံးကျွမ်းကျင်နေစေဖို့လိုအပ်ပါတယ်အဲ့တော့ဆရာပထမဆုံးဒီပုံသဏ္ဍာန်မှာဆရာတို့ဘာကိုစတွက်မလဲဆိုတော့ဘယ်ကိုစယူမလဲဆိုတော့ဆရာတို့ဒီမှာအရှိမရှိတဲ့sin 2 alpha sin 2 beta ပေါ့နော်အဲ့နှစ်ခု sin 2 alpha နဲ့ sin 2 beta ဆိုတဲ့အဲ့ဒီကိုကြည့်ပြီးတော့ဆရာတို့ပုံသဏ္ဍာန်တစ်ခုရှိတယ်အဲ့ဒါဘာပုံသဏ္ဍာန်လဲဆိုတော့ဆရာတို့ဘေးမှာရေးပြမယ်နော် sin theta plus sin beta ပေါ့အဲ့ဒီပုံသဏ္ဍာန်လေးအရေးစသုံးမယ် sin theta plus sin beta ဆိုရင်ပုံသဏ္ဍာန်ကဘာရှိလဲဆိုတော့2 sin ဆရာတို့ theta နဲ့ beta ကိုအရင်ပေါင်းမယ်ပြီးတော့2နဲ့စားမယ် theta plus beta ရဲ့နောက်တစ်ခုကဘာလဲဆိုတော့ cos theta minus beta ပေါ့ပြီးတော့2နဲ့ပြန်စားမယ်အဲ့ဒါလေးနဲ့ဒီပုံသဏ္ဍာန်နဲ့သုံးပြီးတော့ဆရာတို့တွေ့ရမှာဖြစ်ပါတယ်နော်ဒီပုံသဏ္ဍာန်လေးသုံးပေးရမယ်ပထမတစ်ဆက်ပေါ့နော်အဲ့တော့ဆရာတို့ဒီနေရာမှာဒီ theta ဆိုတဲ့နေရာလေးက 2 alpha လို့ဖြစ်သွားမှာပေါ့နော်ပြီးတော့နောက်က beta ဆိုတဲ့နေရာက 2 beta လေးဖြစ်သွားမယ်ဒီပုံသဏ္ဍာန်လေးကိုဆရာတို့အရင်စသွင်းရအောင်ဆို2 sin လာမယ်ပထမဆုံးပြီးတော့ဒီကလေးနှစ်ခုကိုပေါင်းမယ်2 alpha plus 2 beta ပြီးတော့2နဲ့စားမယ်ပြီးတော့နောက်တစ်ခုကျတော့ cos ထဲဒီဂရီနှစ်ခုကိုနှုတ်မယ်2 alpha minus 2 beta ပြီးရင်2နဲ့ပြန်စားမယ်ဒီအရှိက2 sin 2 alpha plus sin 2 beta ကိုပြောင်းလိုက်တဲ့ပုံသဏ္ဍာန်လေးအနောက်ကတော့ sin 2 gamma ကျတော့ဆရာတို့ဘာမှမလုပ်ပဲနဲ့ sin 2 gamma လို့ပဲပြန်ရေးထားမယ်ကဲဒါဆိုရင်အထက်ကရှိတဲ့ဒီဂရီနည်းနည်းရှင်းကြည့်ရအောင်ဒါဆိုရင်2 sin ပြန်လာမယ်အထက်မှာ2 alpha plus 2 beta ဆိုတော့ဆရာတို့2ကိုဘုတ်ထုတ်လိုက်မယ်ပြီးတော့အောက်က2နဲ့ခြေသွားတယ်ဆိုတော့ဘာပဲချမ်းမယ် alpha plus beta လေးပဲခြံခဲ့မယ်နောက်မှာကျတော့ cos ပြန်လာမယ်ဒီမှာလည်းအဲ့လိုပဲ2ကိုဘုတ်ထုတ်ပြီးတော့အောက်က2နဲ့ခြေလိုက်ရင် alpha minus beta ဆိုပြီးရမယ်ပေါ့နော်ပြီးရင်နောက်မှာတော့ plus sin 2 gamma ဖြစ်သွားမယ်ဒီနောက်ကဟာဆရာတို့ဘာမှမလုပ်သေးဘူးကဲဒါဆိုဆရာတို့ဒီယူရတဲ့တစ်ဆက်ပေါ့နော်ပုံသဏ္ဍာန်ပြလက်တဲ့တစ်ဆက်လေးပြီးသွားပြီပြီးမှဆရာတို့နောက်တစ်ဆက်ဘာကိုလုပ်မလဲဆိုတော့ beta ချက်တွေတစ်ခုရှိတယ်ဒီမှာ alpha plus beta plus gamma equal 180 degree ဆိုပြီးပေးထားလိုက်ရှိတယ်အဲ့နေရာမှာဆရာတို့ဒီမှာ alpha plus beta နေရာမှာဆရာတို့စသွင်းမယ်ပေါ့နော်ဒါဆိုရင်ဒီမှာ alpha plus beta plus gamma ဒီ180 degree ရှိတယ်အဲ့တော့ဒီနေရာနေပြီးတော့ဆရာတို့ alpha plus beta ကိုရှာလိုက်ရင်180 degree minus ဘာချမ်းမယ် gamma ချမ်းခဲ့မယ်အဲ့တော့ဆရာဒီနေရာ alpha plus beta နေရာမှာ180 degree minus gamma ကိုအစသွင်းလိုက်မယ်ဒါဆိုဆရာတို့2ကိုပြန်ရေးမယ် sin ပြန်ရေးမယ် alpha plus beta နေရာမှာ180 degree minus gamma ဝင်သွားမယ်ပေါ့နော်ပြီးတော့ cos alpha minus beta ကဒီတိုင်းပြန်ရေးမယ်ဒီမှာ plus နောက်မှာလည်း sin 2 gamma ပေါ့နော်ဘာမှမလုပ်သေးဘူးဒီတိုင်းပြန်ရေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့ကဒီမှာ180 degree minus gamma ဆိုတော့နောက်တစ်ပုတ်သွင်းတစ်ခုထပ်ရှိမယ်အဲ့ဒါဘာလဲဆိုတော့ sin ဆရာတို့အရှိမှာလည်းတစ်ခါသိပြီးသားနော်11မှာလည်းဒီ grade 11ဒီအစပိုင်းမှာလည်းသင်ထားတာရှိတယ်gamma ဆိုရင်ဘာနဲ့သွားတူမလဲဆိုတော့ sin 180 degree minus gamma ဆိုရင်ဆရာတို့က sin gamma နဲ့တူမယ်ပုံသဏ္ဍာန်ကဘယ်လိုမှတ်မလဲဆိုတော့ဆရာတို့180နဲ့360 degree ရှိတာပေါ့နော်အဲ့ဒီနေရာလေးမှာ180 degree ရှိနိုင်တယ်360ရှိနိုင်တယ်ဆိုပြီးတော့90 degree ရှိနိုင်တယ်270 degree ရှိနိုင်တယ်အဲ့ဒီနေရာမှာ180 degree နဲ့360ဆိုရင်ဒီက sin ဆိုရင်ဆရာတို့ကဘာပဲပြန်ယူမယ်ဆိုတော့ sin ပဲပြန်ယူမယ်နော်ပြီးတော့180 degree ထဲကနှုတ်ထားတယ်ဆိုတော့ဆရာတို့ second quadrant မှာရှိတယ် second quadrant မှာ sin ရဲ့လက္ခဏာသည်အပေါင်းဖြစ်တဲ့အတွက်ဒီအရှိက sin gamma ရဲ့နေရာမှာလက္ခဏာဘာပဲလာမယ်ဆိုတော့အပေါင်းပဲလာမယ်ဟုတ်ပြီနော်
ဒါဆိုရင်ဆရာတို့180 degree minus gamma နေရာမှာဆရာတို့ဘာဖြစ်သွားမလဲဆိုရင်2 sin gamma ဖြစ်သွားမယ်အနောက်ကဆရာတို့ဘာမှမလုပ်ဘူးဒီတိုင်းပြန်ရေးမယ် cos alpha minus beta ပြန်ရေးမယ်ကဲပြီးတော့ဒီနောက်မှာရှိတဲ့ sin 2 gamma ကိုဆရာတို့ပုံသဏ္ဍာန်လေးပြောင်းတော့မယ် sin 2 theta ဆိုတဲ့ပုံသဏ္ဍာန်လေးရှိတယ်နော်ဒီကပုံသဏ္ဍာန်တစ်ခုနောက်ထပ်ပုံသဏ္ဍာန်တစ်ခုကြတော့ sin 2 theta ဆိုတဲ့ပုံသဏ္ဍာန်ရှိတယ်ပုံသဏ္ဍာန်က2 sin theta cos theta ပေါ့ဒီပုံသဏ္ဍာန်လေးရှိမယ်အဲ့နေရာမှာကျွန်တော်သူကတော့ gamma နဲ့ပြတဲ့အတွက်ဆရာတို့ theta နေရာမှာ gamma လေးဝင်လိုက်မယ်အဲ့တော့ဒီနောက်မှာဘာရမလဲဆိုတော့2 sin gamma cos gamma ဆိုပြီးရမယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့ဘာလို့ရပြီလဲဆိုတော့ဒီမှာ2 sin gamma တစ်ခုအလယ်မှာပေါင်းလက်ခါဆိုဆရာတို့ဘာလို့ရပြီဘုတ်ထုတ်လို့ရပြီပေါ့နော်အဲ့တော့ဆရာတို့ဒီမှာဘုတ်ထုတ်လိုက်မယ်2 sin gamma ကိုဆရာဘုတ်ထုတ်လိုက်မယ်အဲ့တော့ထက်မှာဘာကြံခဲ့မလဲဆိုတော့ cos alpha minus beta ကြံခဲ့မယ်ပြီးတော့ plus နောက်မှာဘာကြံခဲ့မလဲဆိုတော့ cos gamma လေးပဲကြံခဲ့တော့မယ်ဟုတ်ပြီနော်ကဲဒီလိုမျိုးဆရာတို့အစသွင်းလိုက်မယ်ဒါဆိုရင်အရှိကို2 sin gamma လေးထွက်လာပြီပေါ့နော်ပြီးတော့နောက်တစ်စိတ်ကြတော့ဆရာတို့ဘာကိုပြန်ပြောင်းမလဲဆိုတော့အထဲမှာရှိတဲ့ဒီ gamma လေးကိုဆရာပြောင်းကြည့်တယ်အဲ့တော့ဒီနေရာမှာ alpha plus beta plus gamma equal to 180 degree ရှိတယ်အဲ့ဒီနေရာမှာ gamma ဖြစ်တဲ့ဆရာတို့ gamma လေးကိုရှာလိုက်မယ်ဒါဆိုရင်180 degree minus the whole alpha plus beta ဆိုပြီးရမယ်ပေါ့နော်ဒါဆိုရင်ဒီ gamma လေးနေရာမှာ180 degree minus alpha plus beta ကိုဆရာတို့ဘာလို့လိုက်မယ်အစားသွင်းလိုက်မှာပေါ့နော်ဟုတ်ပြီကဲဒါဆိုရင်ဒီနေရာမှာ2 sin gamma လေးကိုဆရာပြန်ရေးမယ်ပြီးတော့ cos alpha minus beta ကိုပြန်ရေးမယ်ပြီးတော့ plus gamma နေရာမှာ cos 180 degree minus the whole alpha plus beta ကိုဆရာတို့ဘာလို့လိုက်မယ်အစားသွင်းလိုက်မယ်နော်ကွင်းလေးတွေနဲ့သတိထားဖို့လိုတယ်ဆရာတို့ဒီမှာအရှိရဒီအကွင်းကြီးကဒီနောက်ကအကွင်းပိတ်နဲ့ဆိုမယ် alpha plus beta မှာလည်းကွင်းရှိမယ် cos ရဲ့ဒီမှာ180 degree ရှိမှရှိတဲ့ကွင်းလေးလည်းရှိမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာတို့ဒီမှာ2 sin gamma ကိုဆရာပြန်ရေးလိုက်မယ်ပြီးတော့ cos alpha minus beta ကိုလည်းပြန်ရေးမယ်ဘာမှမလုပ်ဘူးပြီးတော့ plus ကဲနောက်တစ်ခုအစအပေါ်မှာတို့ကပြထားတာက sin 180ထဲကနေပြီးတော့180 degree ထဲကနေ gamma ကိုနှုတ်တာပေါ့နော်အခုက sin နေရာမှာဆရာတို့ဘာဖြစ်လာဆိုတော့ cos ဖြစ်လာတယ် cos 180 degree minus theta ဆိုရင်ဆရာတို့က cos theta ပဲပြန်ရမယ်အစဆရာပြောသလိုဒီနေရာမှာ180ဖြစ်တဲ့အတွက် cos ဆိုရင် cos ပဲပြန်လာမယ် second quadrant ဖြစ်တဲ့အတွက်ကြောင့်မို့လို့ sin ကြတော့လက္ခဏာအပေါင်းဖြစ်ပြီး cos ကြတော့လက္ခဏာဘာနဲ့လာမလဲဆိုတော့ဆရာတို့ minus လေးနဲ့လာမယ်နော်ဒီနေရာလေးမှာအနှုတ်လေးနဲ့လာမယ်ဒါဆိုရင်ဒီမှာ cos 180 degree minus alpha plus beta နေရာမှာဆရာတို့ကဘယ်လိုဖြစ်သွားမလဲဆိုတော့ minus cos ဖြစ်သွားမှာပေါ့နော် minus cos အထက်မှာတော့ဘာလို့လဲရှိတော့ alpha plus beta ဖြစ်သွားမယ်ကဲပြီးမှဆရာတို့နောက်တစ်ဆင့်ကြတော့ဘာလုပ်မလဲဆိုရင်2 sin gamma ပြီးတော့ cos alpha minus beta ပြီးတော့ဒီမှာအပေါင်းနဲ့အနှုတ်ဖြစ်သွားတော့ဆရာတို့ကလက္ခဏာအနှုတ်ဖြစ်ပြီးတော့ cos alpha plus beta ဖြစ်သွားမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့နောက်ထပ်ပုံသဏ္ဍာန်တစ်ခုထပ်လာပြန်ပြီပေါ့နော်ဒီနေရာမှာအလယ်မှာဆရာတို့နောက်ထပ်ပုံသဏ္ဍာန်တစ်ခုက cos theta minus cos beta ဆိုရင်ဆရာတို့ကပုံသဏ္ဍာန်တစ်ခုရှိတယ်နော်အဲ့ဒါဆရာတို့က cos minus cos ဆိုပြီးအလွယ်မှတ်တာပေါ့နော်အဲ့ဒါဆိုရင်ပုံသဏ္ဍာန်ကဘယ်လိုရှိလဲဆိုတော့ cos minus cos ဆိုရင်ဆရာတို့ကပုံသဏ္ဍာန်က minus 2 sin theta plus beta by 2ခုကြတော့ theta minus beta by 2ဆိုပြီးရှိမယ်ပေါ့နော်ဟုတ်ပြီဒီပုံသဏ္ဍာန်နဲ့ဆရာတို့အစသွင်းမယ်ဒါဆိုရင်ဆရာတို့မှတ်ရမှာက cos minus cos ဆိုရင် minus 2 sin sin ဆိုပြီးမှတ်ထားရမှာပေါ့နော်ပုံသဏ္ဍာန်လေးကိုအဲ့ဒါဆိုဒီမှာ2 sin gamma ဆိုပြီးဆရာပြန်ရေးလိုက်မယ်ပြီးတော့ပုံသဏ္ဍာန်က minus လာမယ်2လာမယ်ပြီးတော့ sin လာမယ်ပြီးတော့အထက်မှာရှိတဲ့ဒီနှစ်ခုကိုဆရာတို့ဘာလို့ရမှာပေါင်းရမှာပေါ့နော်ဒါဆိုရင် alpha minus beta ရဲ့ဆရာတို့ alpha plus beta ရဲ့ဘာလို့မယ်ဆိုတော့ပေါင်းမယ်ပြီးမှဘာနဲ့ပြန်စား2နဲ့ပြန်စားပြီးတော့နောက်မှာကျတော့ sin လာမယ်နောက်မှာရှိတဲ့ဒီနှစ်ခုကိုဆရာတို့ဘာလို့မယ်ဆိုတော့နှုတ်မှာပေါ့နော်ဒါဆိုရင် alpha minus beta minus alpha minus beta ဖြစ်သွားမှာပေါ့နော်လက္ခဏာအနှုတ်နဲ့ဆိုပြောင်းသွားပြီဆိုတော့ပြီးမှအက by 2ဆိုပြီးလာမယ်ဟုတ်ပြီကဲဒါဆိုရင်ဒီနေရာမှာ2 sin gamma ဆိုပြီးဆရာတို့ပြန်ရေးမယ်ပြီးတော့ minus 2လေးပြန်ရေးမယ် sin ပြန်ရေးမယ်ပြီးတော့ဒီမှာနေရာဘာကြည်သွားလဲဆိုတော့ဆရာတို့ဒီမှာ minus beta နဲ့ plus beta ကြည်သွားမယ်ဒီမှာကျတော့ minus alpha နဲ့ plus alpha လေးကြည်သွားမယ်ကဲဒါဆိုဒီမှာပေါင်းလိုက်ရင် alpha နဲ့ alpha နဲ့ပေါင်းတော့ 2 alpha ရမှာပေါ့နော်2 alpha ကို2နဲ့ပြန်စလိုက်တော့ဆရာတို့ alpha လေးပဲကျန်မယ်နောက်မှာကျတော့ sin minus
ဘီတာ minus ဘီတာဆိုတော့ minus 2 ဘီတာအဲ့ဒါကို2နဲ့ပြန်ဆက်လိုက်တော့ minus ဘီတာဆိုပြီးပြန်ရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီနေရာမှာအကုန်လုံးမြုပ်နေတာဖြစ်သွားပြီလက္ခဏာအပေါင်းနှုတ်မရှိတော့ဘူးဒါဆိုရင်ဒီကလက္ခဏာအနှုတ်ကြတော့ပေါင်းလိုက်ဆရာတို့မြုပ်လိုက်ရင်ဘာရမယ်ဆိုတော့ negative ပဲပြန်ရမှာပေါ့နော်အနှုတ်ပဲပြန်ရမယ်ဒါဆိုဒီမှာ2 2 4ကဘယ်လောက်လဲဆိုတော့4ပြီးတော့ဘာလာမယ်ဆိုတော့ဆရာတို့ sin gamma လာမယ်ပြီးတော့ sin alpha လာမယ်ကဲနောက်တစ်ခုဆရာတို့ sin minus beta ဆိုရင်ဆရာတို့ဒီဘာနဲ့သွားတူလဲဆိုတော့ minus sin beta လေးနဲ့တူတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဆရာတို့ quadrant လေးရှိတယ် quadrant မှာလက္ခဏာက negative ဖြစ်တဲ့အတွက်ဆရာတို့ clockwise အောက်ကိုလှည့်သွားမှာပေါ့နော်အောက်ကိုလှည့်သွားတဲ့အတွက် 4 quadrant ဖြစ်သွားပြီ4 quadrant ဆိုတာ ਨੇ ဆရာတို့ကလက္ခဏာက cos ဆိုရင်အပေါင်း sin ဆိုရင်အနှုတ်ဖြစ်သွားတယ်ဒါကြောင့် minus beta ဒီဆရာတို့ဘာနဲ့သွားတူလဲဆိုတော့ sin minus beta ဒီဘာနဲ့သွားတူလဲဆိုတော့ဆရာတို့ minus sin beta လေးနဲ့သွားတူမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်ဆုံးစစ်ကကြတော့ဆရာတို့ဒီမှာအနှုတ်နှလုံးမြှောက်တယ်ဆိုတော့အပေါင်းဖြစ်သွားမယ်ခဏတော့4ရှိမယ်ပြီးတော့ဆရာတို့ sin ဒီမှာဆရာ alpha ရင်စရေးလိုက်မယ် sin alpha ပြီးတော့ဘာလာမလဲဆိုတော့နောက်မှာရှိတဲ့ sin beta လာမယ်ပြီးရင် sin gamma လာမယ်ကဲဟုတ်ပြီနောက်ဆုံးကြတော့ဆရာတို့ဒီမှာလိုချင်တဲ့ညာဘက်ကအဖြေထွက်သွားပြီပေါ့နော်4 sin alpha sin beta sin gamma ဆိုတဲ့အဖြေလေးထွက်သွားပြီကဲဒါဆိုရင်ဆရာတို့ညီတဲ့အတွက်ညီသွားပြီဆိုရင်ဘာရေးမလဲဆိုတော့ဆရာတို့ right hand side ပြန်ရေးမယ်ညာဘက်က right hand side ကဘာရှိလဲဆိုတော့4 sin alpha sin beta sin gamma ဆိုပြီးဆရာတို့ပြန်ရေးပေးမယ်ပြီးမှဘယ်ဘက်က left hand side ဒီညာဘက်က right hand side နဲ့ဘာဖြစ်သွားပြီညီသွားပြီပေါ့အဲ့ဒါလေးပြန်ရေးပေးမယ်နော်ကဲဒါဆိုရင်ဒီဆရာတို့ဟိုပါပေါ့ဒီ trigo ပုံစံတစ်ပုဒ်တွတ်တော့မယ်ဆိုအရေးကြီးဆုံးကဘာလဲဆိုတော့ပုံသင်နည်းဖြစ်တယ်ဒီဘေးမှာတော့ဆရာဒီမှာပုံသင်နည်းလေးကိုဆရာတစ်ချမ်းရေးပေးထားတာပေါ့နော်ပုံသင်နည်းတစ်ချမ်းရေးပေးထားတယ်ဒီပုံသင်နည်းတစ်ချမ်းကဆရာတို့တအားကိုအရေးကြီးတဲ့အပိုင်းဖြစ်တာပေါ့နော် trigo တစ်ပုဒ်ကိုတွတ်ပြီဆိုရင်ဆရာတို့အရေးကြီးဆုံးကဘာလဲဆိုတော့ပုံသင်နည်းလေးပဲဖြစ်တယ်ဆရာဒါကြောင့်မလို့ဒီဘက်မှာတော့သုံးလိုက်တဲ့ပုံသင်နည်းလေးကိုဆရာရေးပြထားတယ်ပုံသင်နည်းလေးကိုကြည့်ပြီးတော့ဆရာတို့ဒီ trigo ပုံစံတစ်ပုဒ်ကိုတည်တည်ချာချာလေးတွက်ကြည့်ဖို့လိုတယ်ဒါကြောင့်ပုံသင်နည်းကိုတည်ချာလေးအလော့ရဖို့မှတ်ထားဖို့လိုတာပေါ့နော်ဟုတ်ကဲ့ပါဒါဆိုကျေးဇူးတင်ပါတယ်နော်